အိမ်တော်ထိန်ချုပ်နင်ဘလို့တော့ရဲတင်းတင်းလောက်ရတာလေရက်လိုက်စမ်းအစီကံမနင့်ကိုဒီခေါ်လာတာနိုးတိုက်ဖို့ပဲလာပြီးရှုပ်အောင်လုပ်ဖို့မဟုတ်ဘူးဒါပေမဲ့ထိုအမျိုးသမီးကဘသူ့ကိုမှဂယုမဆိုင်ပဲခလေးကိုသာအသားအရာပုတ်တက်ပေးနေခဲ့တယ်တကယ်ပဲခုနကမှတောက်လျှောက်ငိုနေတဲ့သခင်လေးဟာချက်ချင်းဆိုသလိုငိုတန်တိတ်သွားပြီးပြုံးလုံးပြလိုက်သေးတယ်ဒီမြင်ကွင်းကြောင့်အဲ့ဒီမှာရှိနေတဲ့သူအားလုံးမှင်သက်သွားကြတယ်အိမ်တော်သခင်မကြီးဟာလေအံ့ဩဝမ်းသာဖြစ်သွားရတယ်ဘာလို့လဲဆိုတော့သခင်လေးဟာနိုးဆိုပြီးတိုင်းအကြာကြီးငိုလိရှိလို့ပဲအိမ်တော်တွေကခလေးထင်းတွေအများကြီးလဲသူ့ကိုမချော့နိုင်ခဲ့ကြဘူးအခုတော့ဒီအမျိုးသမီးကအตาအရာလေးပုတ်ပြီးယုံနဲ့အစင်ပြေသွားလိမ့်မယ်လို့မထင်ထားမိဘူးဒါကြောင့်သခင်မကြီးကသူ့ကိုငွေတင်းကား20စုချဖို့လုပ်တယ်ဒါပေမဲ့အမျိုးသမီးကစုလက်ကိုလက်မခံပဲဒူးထောက်ပြီးတောင်းဆိုလိုက်တယ်အမျိုးသမီးကျမမျိုးမမှာအားကိုးရမိနေတဲ့သမီးလေးတစ်ယောက်ရှိပါသေးတယ်အပြင်မှာဆိုရင်အသက်ရှင်ဖို့ခက်ခဲပါလိမ့်မယ်အကယ်၍သခင်မကြီးကကျမတို့ကိုလက်ခံပြီးပြီဆိုရင်သခင်လေးကိုအစွမ်းကုန်ဂရုစိုက်စောင့်ရှောက်ပါမယ်ရှင်သခင်မကြီးစိတ်သေးမှာကိုချင်းစာတရားအရာငါလေးမိခင်တယောက်ဖြစ်လို့တာအမိချင်းခွေးခွာတဲ့ဒုက္ခကိုနားလေပါတယ်ကျိုးချောင်းစင်ကျင်ရရင်လေသူတို့တာအမိကိုငါကအသက်ဆက်ဖို့လမ်းစာပေးလိုက်ရင်သူဟာနောက်မှငါသားလေးကိုအစွမ်းကုန်ပြုစုစောင့်ရှောက်မှအတိချပြီမိခင်ချင်းကိုချင်းစာမိတဲ့သခင်မကြီးဟာစိတ်ပြော့သွားပြီးသဘောတူခဏီးမှာပဲတင်းကျပ်ပြတ်သားလာပါတယ်ဆိုတဲ့အိမ်တော်သခင်ကြီးရောက်ရှိလာပါတယ်အားလုံးကထို့အမျိုးသမီးတော့အနှင်ထုတ်ခံရတော့မယ်လို့ထင်နေကြတာဒါပေမဲ့ထူးဆန်းစွာပဲသခင်ကြီးကအမျိုးသမီးကိုစိုက်ကြည့်ပြီးနောက်မှာသဘောတူခွင့်ပြုပေးလိုက်ပါတယ်အမျိုးသမီးကြီးစုတင်ပါတယ်သခင်ကြီးကြီးစုတင်ပါတယ်သခင်မကြီးအဲ့ဒီလိုနဲ့အမျိုးသမီးဟာသမီးလေးကိုခေါ်ပြီးအိမ်တော်ရဲ့ခလီးထင်းဖြစ်လာခဲ့တယ်ဒါပေမဲ့သူမသိတာကအိမ်တော်